မျိုးသမီးတယောက်ဟာရွာသားတွေမြေယာမှုနိုင်ဖို့အခမဲ့ကူညီပေးခဲ့ပြီးမိသားစုတစုချင်းစီအတွက်နစ်နာကြေးရွမ်3 သိန်းစီရအောင်ကာကွယ်ပေးခဲ့တယ်။အောင်ပွဲခံရစာပွဲမှာတော့ရွာလူကြီးကဘေးတစ်ခုထုတ်ပြလာတယ်။မင်းရွာမှာ2 လနေခဲ့တဲ့အားလုံးကမင်းရဲ့စားတောက်စရိတ်နဲ့တဲခိုကောက်ကိုစိုက်ထုတ်ပေးထားတာဒီစရိတ်တွေမင်းရှင်းရမှာပေါ့ပိုမတောင်းပါဘူးရွမ်2000ပဲမင်းကအခုနာမည်ကြီးရှိနေဖြစ်နေပြီပဲရွာသားတွေကိုစိုက်ရော်ခိုင်းချင်လို့လား။မျိုးသမီးကဘာမှမပြောဘဲလူတွေအရှိမတင်ရွာလူကြီးစီရွမ်2000လွှဲပေးလိုက်တယ်။3 နှစ်အကြာမှာတော့နင်နာကျေးစင်းသွင်းတဲ့နေရာမှာပြဿနာတက်ပြီးစာရွက်စာတမ်းတွေအများကြီးတင်ပြဖို့လိုအပ်လာပြန်တယ်ရွာလူကြီးကပြုံးစီစီနဲ့သူမစီရောက်လာပြီးရှိနေမလေးကျွန်တော်တို့ကိုထပ်ကူညီပါဦးဒီစာရွက်စာတမ်းတွေရှင်းပေးပါဦးလို့ပြောတဲ့အခါသူမကအန်ဆွဲတွေကနေအလုံးအနံမှုစာချုပ်တစ်ခုထုတ်ပြီးရှေ့မှာချပေးလိုက်တယ်အခုကျမကထိတ်တန်းရှင်းနေဖြစ်သွားပြီးအကြံပေးကတနာရီ9000ရှင်းနေက3 သိန်းအရင်လက်မှတ်ထိုးပြီးမှအလုပ်လုပ်မယ်သူမရဲ့အမှတ်တရတွေကတော့တရားခွင်တူထုလိုက်တဲ့အချိန်စီပြန်ရောက်သွားတယ်ရွာသားတွေကတရားခွင်ထဲမှာလက်ခုပ်တီးအားပေးကြပြီးသူမကတော့ရှင်းနေရင်ထိုးတံကိုချွတ်ပြီးတရားရုံးထဲကထွက်လာခဲ့တယ်ရွာလူကြီးနဲ့ရွာသားတချို့ရောက်လာပြီးကျမတို့ရဲ့သူရဲကောင်းကြီးကိုလက်ခုပ်တီးပေးကြပါဦးတမိသားစုကို3 သိန်းအရွယ်တောင်မလျှော့ဘူးလို့စာတန်းကြီးကင်ပြီးအော်ဟစ်ခဲ့ကြတာရွာကော်မတီဝင်းထဲမှာအောင်ပွဲခံစားပွဲတွေအများကြီးပြင်ဆင်ပြီးနေကင်းကနေညအထိတောက်စားကြတယ်သူမကိုလည်းအတင်းတိုက်လို့ပြုတ်အန်ချင်လာတဲ့အထိဖြစ်လာတယ်သူမရဲ့လက်ထောက်ရှောင်းလင်းကမျက်နှာပြက်ပြက်နဲ့တားရှာတယ်မမထမတောင်းနဲ့တော့မမကအယ်ကိုဟောနဲ့မတည့်ဘူးလေသူမကလက်ကပြပြီးခွက်ကိုဖဲကပြုံးလိုက်တယ်ရွာသားတွေအတွက်ဒီပတ်စံတွေပြန်ရအောင်လုပ်ပေးနိုင်ခဲ့လို့ကျမပြောပါတယ်ဒီနှစ်လအတွင်းမှာသူမဟာကော်မတီရုံးခန်းထဲမှာပဲနေထိုင်ပြီးနေတိုင်းပေါင်6ပဲစားကမိုးလင်းတဲ့အထိအမှုတွဲတွေစစ်ဆေးခဲ့ရတာသူမရဲ့ရုံးကလုပ်ပေါ်ကင်ဘက်တွေကတော့ပတ်စံရမယ့်အမှုတွေကိုပြစ်ထားပြီးကိုပတ်စံပါစိုက်ထုတ်နေရတဲ့ပရာဟိတအမှုကိုလိုက်ပေးနေတယ်ဆိုပြီးယူနေတယ်လို့ပြောကြတာတောက်ကြတာအရှင်ရလာတော့ရွာလူကြီးဝန်ဖူးကခွက်ကင်ပြီးရောက်လာတယ်အိတ်ထဲကနေလက်ရည်နဲ့ရေးထားတဲ့ဘေးတစ်ခုထုတ်ပြီးရှောင်ကြံဒီနှစ်လအတွင်းမင်းပင်ပန်းခဲ့တာအားလုံးအတိပဲလို့ပြောရင်းဝန်ဖူးကစပွဲကိုပုတ်ပြီးဘေကိုဖက်ပြတယ်မင်းကော်မတီမှာအကျဉ်း100စားတယ်တရက်200နှုံးစာရွက်စာတမ်းတွေပရင့်ထုတ်တော့ကော်မတီပိုင်စာရွက်3ထုတ်ကုန်နဲ့တစ်ထုတ်လေးရွမ်မီခေအင်တာနက်ဖိုးနဲ့တခြားစရိတ်တွေပါပေါင်းပြီးရွမ်2000နဲ့ပဲဖြတ်လိုက်မယ်အဆင်ပြေရင်ရှင်းပေးပါဦးရွာလူကြီးဝန်ဒါဘာသဘောလဲမမကြမ်းကြမ်းကရွာသားတွေကိုကူညီဖို့ရုံးကအမှုတွေကိုပြစ်ထားခဲ့ရတာရွမ်3 သိန်းကျော်ဆုံးရှုံးခဲ့ရတယ်ကျမတို့ကားကိုမောင်းကျမတို့စီပိုးပေးပြီးပရင်နာကိုတောင်မြို့ကနေတည်လာခဲ့ရတာရှင့်ရွာကဘာကိုသုံးမိလို့လဲပြီးတော့မကြမ်းကြမ်းကရုံးခန်းမှာနေပြီး2 လလုံးပေါင်မုံပဲစားခဲ့တာရှင်တို့တွေကဘသူကများသူ့ကိုထမင်းပူပူတနက်လာကြွေးဘူးလို့လေဝင်းတစ်ခုလုံးရုတ်တရက်တိတ်ကျသွားပြီးအားလုံးရဲ့အကြည့်ကသူမစီရောက်လာတယ်ရွာလူကြီးရဲ့ဦးလေးဝန်ကွေးကစပွဲကိုတူနဲ့ပုတ်ပြီးကောင်းပါလေမင်းစကားပြောတာဘလို့ပုံစံလဲရွာမြေပေါ်မှာနေတာကအလကားလားစားတာတောက်တာတွေကကောပတ်စံမပေးရဘူးလားတဲ့သူမကမောကြည့်ပြီးရင်းနှီးနေတဲ့မျက်နှာတွေကိုတစ်ချက်ဝေးကြည့်လိုက်တယ်အဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကမျက်ရည်တုပ်ရင်းထွက်လာတယ်ကြံ့ကြံ့ညီအောင်မြင်နေတာဒေါ်လေးသိပါတယ်ဒါပေမဲ့မိုးဆိုးမနဲ့တားမိဆိုတော့ခက်ခဲတယ်လေဒီနေ့နာကြီးကငါသားကိုကဲမဲ့ပတ်စံပါ၏သူမကစိုက်ကြည့်ပြီးတလုံးချင်းမေးလိုက်တယ်တကယ်ပဲရှင်သားကိုကဲမဲ့ပတ်စံလားရှင်သားမှာမျိုးထဲမှာအင်တာနက်ဆိုင်2 ဆိုင်ရှိတာမဟုတ်ဘူးလားပြီးခဲ့တဲ့လကတင်ကားအသစ်တစ်စီးဝယ်ထားတာကျမမြင်လိုက်သေးတယ်အခုမှဘာလို့ကဲတင်ဖို့လိုနေရတာလဲအဲ့ဒီအမျိုးသမီးမျက်နှာတခဏချင်းหนีရဲသွားပြီးဘာမှမပြောနိုင်ပဲထစ်ထစ်အဖြစ်သွားတယ်ရှင်တို့အမှုအတွက်ကျမမျိုးနယ်ရုံးစီစာရွက်စာတမ်းသွားရှာတာ3 ချိန်ရှိပြီးကိုယ့်အိတ်ထဲကရွမ်9000ကျော်စိုက်ထုတ်ခဲ့တာရှင်တို့ကိုတပြားမှတောင်းဘူးလားရှောင်းလင်းကပြေစာများကြီးကိုစပွဲပေါ်ရိုက်ချလိုက်တယ်ဒါတွေကသွာလာစရိတ်တဲခိုစရိတ်နဲ့ပစ္စည်းဖို့တွေအားလုံးပေါင်း9 သန်း 9 သောင်းကျော်ရှိတယ်ကြံ့ကြံ့ကရွာနီးကျုပ်ဆက်မို့လို့မတောင်းဘူးလို့ပြောထားတာကိုရှင်တို့ကရွမ်2000လာတောင်းနေတာလားဝင်းတစ်ခုလုံးအကြတန်တော်မကြားရအောင်တိတ်ဆိတ်သွားပြီးလူတချို့ကတိတ်တဆိတ်နောက်ဆုတ်ကုန်ကြတယ်ဝန်ကွေးကအပြစ်တင်တဲ့လေတံနဲ့ပြန်ပြောတယ်တခုပေါ့မိမိဘတွေစောစောစီးစီးတည်သွားတော့ကဘသူကမင်းကိုထမင်းကျွေးခဲ့လဲမေ့သွားပြီလားငါတို့အားလုံးပတ်စံစုမပေးခဲ့ရင်မင်းအထက်တန်းတောင်တက်ခွင့်ရပါမလားအခုအောင်မြင်လာတော့အမြစ်ကိုမေ့သွားပြီပေါ့ကျေးဇူးကမ်းလိုက်တာမင်းကိုစာမတင်ပေးခဲ့တင်ဘူးအားလုံးကပျက်စီးကုန်ပြီးသူမတက်ပြင်းချပြီးသူ့ကိုကြည့်လိုက်တယ်ဦးလေးကျမငငယ်တုန်းကဦးလေးအိမ်မှာထမင်းသွားစားဘူးတာမှတ်မိပါတယ်ဒါပေမဲ့ဦးလေးတို့ရဲ့ခွေးနဲ့ကြီးစားပြီးတဲ့အချိန်ကျမှခွေးစားချင်းစားကြံအယိုးတွေကိုထိုင်စားခွင့်ရခဲ့တာပါပြီးတော့ကျောင်းလာခအတွက်ပတ်စံစုပေးတယ်ဆိုတာလေကျမမိဘတွေမတော်တဆဖြစ်ပြီးဆုံးပါသွားတော့ကပါမိဘတွေရဲ့ရော်ချင်းငွေတွေကရွမ်1000ကိုရက်ရွာစင်တာအတွက်လှူခိုင်းခဲ့တာလေငါ20တိုက်တောင်အဲ့ဒါကြတော့ဘာလို့ထည့်မပြောတာလဲဝန်ကွေးကတော့ပါဇက်အဟောင်းသားနဲ့စွန့်သွားတယ်အဲ့ဒီအချိန်မှာရွာလူကြီးရဲ့သားဝင်လေးဝင်လာပြီးအခုကျမှရွာသားတွေနဲ့အကြောင်းအရာဟောင်းတွေလာပေါ်နေတာလားမင်းကိုကူညီခဲ့တာကစေတနာအခုပတ်စံပေးရမှာကမင်းရဲ့တာဝန်ပြီးတော့မင်းကရွာစည်းဝေးတုန်းကအမှုကိုအခမဲ့လိုက်ပေးမယ်လို့ဂရုပေးခဲ့တာပဲအခုကျမှဘာလို့ပတ်စံတောင်းချင်နေရတာလဲသူ့နောက်ကလူငယ်ငယ်ကလည်းချက်ချင်းကောင်းကြီးထောက်ခံကြတယ်ဝန်လေးကအနားတိုးလာပြီးဘေကိုသူမရှိပြန်တွန်းပေးတယ်မင်းအတွက်ရွမ်2000ဆိုတာအိတ်တလုံးလျှော့ဝယ်လိုက်ရုံပဲကျွန်တော်တို့အတွက်ကတော့တကယ်ကုန်ကြစရိတ်တွေရွာသားတွေကိုစိုက်ရော်ခိုင်းဖို့မတွေးနဲ့လူငယ်တယောက်ကဖုန်းကိုမြှောက်ပြီးအနားကပ်လာတယ်။နာမည်ကြီးရှင်တွေကပတ်စံမပေးချင်ဘူးဟဲ့အားလုံးပဲ follow လုပ်ထားကြဦးဒီနေ့ live လွှင့်နေတာပတ်စံမပေးရင်ဒီဗီဒီယိုကိုသူ့ရုံးစီပို့ပြမယ်။ရှောင်းလင်းကဒေါသတုံပြီးရှင်တို့မှာဥပဒေကောအဆက်ကောမရှိကြဘူးလားကြမ်းကြမ်းကရှင်တို့အမှုအတွက်နဲ့ပူတက်ပေါက်တဲ့အထိအောက်ခံခဲ့ရတာတရားစီရင်ပြီးမှပဲအရေးပေါ်ခံသွားခဲ့ရတာရှင်တို့တွေကဘယ်သူလာကြည့်ဘူးလဲ။အဲ့ဒီတုန်းကအရေးကြီးတဲ့တက်တဲ့အထောက်အထားကိုတင်ပြဖို့ပူတက်ပေါက်နေတဲ့ကြားကနာကျင်မှုကိုအောက်ခံပြီးစာရွက်စာတမ်းတွေတွားပေးခဲ့တာအဲ့ဒါပြီးမှပဲရှောင်းလင်းကဈေးရုံပို့ပေးခဲ့ရတာခွဲစိတ်ပြီးနောက်တစ်ရက်မှာတင်ရွာကိုပြန်လာခဲ့တာကိုအခုတော့ရွမ်2000အတွက်နဲ့ဝိုင်းချက်ကင်နေကြတယ်အခြေအနေတွေထိမနိုင်သိမရဖြစ်တော့မဲ့အချိန်မှာသူမကအတန်းမြင့်ပြီးអော်လိုက်တဲ့အားလုံးငြိမ်ငြိမ်နေကြတယ်ဝင်းတစ်ခုလုံးချက်ချင်းတိတ်ကျသွားတယ်သူမကဖုန်းထုတ်ပြီးဘန်အားပကိုဖွင့်လိုက်ကဝန်ဖူရဲ့ငွေပေးချေမှုကုတ်ကိုပြစ်မှတ်ထားပြီးလွှဲလိုက်တယ်ရွမ်2000ဟုတ်တယ်မလားငွေပေးချေမှုအောင်မြင်ကြောင်းအတိပေးတယ်မြည်လာပြီးနောက်သူမကလွှဲပြောင်းမှုကိုပြသပြီးလှည့်ထွက်ခဲ့တယ်နေဦးလေကြမ်းကြမ်းဝန်လေးကနောက်ကပြေးလိုက်ပြီးသူမရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်